မင်္ဂလာပါ The Blue Lions Chelsea ညီမမကြိုဆိုပါတယ် Didier Drogba က Chelsea အသင်းရှုံးနေချိန်မှာရေမောနေခဲ့တဲ့ Reece James နဲ့ပတ်သက်ပြီးအခုလိုပြောကြားခဲ့ပါတယ်ဒါဟာ Chelsea အသင်းမှာလိုအပ်တဲ့ခေါင်းဆောင်မျိုးမဟုတ်ပါဘူးခင်ဗျားတို့3ဦးဂိုးမရှိနဲ့ရှုံးနေတဲ့ချိန်မှာခင်ဗျားကရေနေတာလားအဲ့ဒီမှာဘာကရေစရာကောင်းနေလို့လဲဒီကလပ်ကိုစိတ်တက်ပိုင်းခိုင်မာမှုတွေအသင်းကိုတွန်းအားပေးနိုင်တဲ့ခေါင်းဆောင်တွေအထူးသဖြင့်အခုလိုအခက်ခဲကြုံနေရတဲ့အချိန်မျိုးမှာပိုပြီးကြိုးစားဖို့တောင်းဆိုတိုက်တွန်းနိုင်တဲ့သူတွေနဲ့တိဆောက်ထားတာပါအဲ့ဒီလိုစိတ်နေစိတ်ထားမျိုးကလက်ခံနိုင်စရာမရှိပါဘူးအကယ်၍ခမားအနေနဲ့အဲ့ဒီလိုတာဝန်ယူမှုကိုမပြသနိုင်ဘူးဆိုရင်ဒီအသင်းကိုဦးဆောင်ခွင့်မရှိသင့်ပါဘူး Chelsea အသင်းဟာအခြေအနေတွေဆိုးရွားနေချိန်မှာတောင် EECC ဖြစ်နေတတ်တဲ့ကစားသမားမျိုးကိုမဟုတ်ပေတိုက်ပွဲဝင်စိတ်ရှိတဲ့သူမျိုးကိုပဲလိုအပ်တာပါလို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တာလေးဖြစ်ပါတယ်ဗီဒီယိုကိုကြိုက်နေတဲ့ရင် follow လုပ်သွားပေးကြပါဦးခင်ဗျာ